Hi guys, it's Jane. အခုကစေချောင်းတက်လို့ရှိရင် Viber နဲ့လူတွေ့ခေါ်မိရဲဆိုတာလောက်ရဆိုတော့ Jane ရဲ့ experience လေး sharing လုပ်ပေးချင်လို့ပါ Jane ကကြတော့အဲ့လိုမျိုးလူတွေ့ခေါ်ပြီးတော့ interview ဆိုတဲ့အဲ့လိုပုံစံမျိုးတက်တက်ရုံမဟုတ်ဒါပေမဲ့ Jane တို့ကတော့စေချောင်းကိုသွားပြီးအခါရဲ health check up ရေ color blind ဖြစ်လာဖြစ်လာ color blind ဖြစ်လို့ရှိရင်စေချောင်းဝင်လို့မရဘူးထင်တယ် and also ဆရာမတွေမေးတဲ့မေးခွန်း3ခု4ခုလောက်ပေါ့အဖြေရတယ်လောက်ခဲ့ရပေါ့ဒီတုန်းကကြတော့ health check up လုပ်ဖို့တန်းစီရတယ်ဟိုကဆက်ဆက်ရောက်တော့ like I was so intimidated like ရှိန်တာပေါ့ငါထက်တော်တဲ့လူတွေအများကြီးပဲစေချောင်းပါဆိုပြီးတော့အဲ့တော့လည်းလူတော်တော်များပေါ့ and I was a bit intimidated by that Jane စီမှာရှေ့ကစေချောင်းတက်ဖို့ရဲ့ senior အကိုတွေအမကြီးနဲ့လည်းမသိဘူးမျိုးတွေထဲမှာလည်းအဲ့လိုမရှိတော့ဘယ်သူဘလို့ tips တောင်းမှလည်းမသိဘူး and တည့်ရတငယ်ချင်းတွေကလည်းမရောက်လာသေးဘူးဆိုတော့အဲ့မှာတယောက်တည်းlonely ထိုင်နေရပေါ့ဘယ်သူမှစကားမပြောဘူးအဲ့လိုမျိုးတယောက်တည်း corner မှာထိုင်နေတော့ I saw my future bestie you're just gonna call her she I asked her like စာအုပ်ဖတ်လား randomly out of nowhere သူတော့ surprise ဖြစ်သွားတဲ့ပုံရပါဘာလို့ဆိုတော့ a random person beside you asking if you စာအုပ်ဖတ် it's just kind of weird ဖတ်တဲ့စာအုပ်က a little life တဲ့ a little life ကတည့်ရတယ်မှာဖတ်တဲ့လူရှိဘူးကွာ a little life ဆိုတဲ့စာအုပ်ကဒီစာအုပ်Hanya Yanagihara ရဲ့စာအုပ်ကတော့အဲ့တော့တော်ဖတ်ထားတော့ bookmark တွေနဲ့ပေါ့စာအုပ်ကတော်ထူရ original တော့မဟုတ်ဘူး original စာအုပ်ဆိုဒီထက်တောင်ပိုထူသေးတယ်အဲ့စာအုပ်ကိုအပီးထိဖတ်တဲ့လူဆိုတာမရှိဘူး and I'm like oh ဖတ်တဲ့လူတွေ့ပြီဆိုပြီးတော့အဲ့မှာထိုင်ပြီးတော့စကားပြောတာထဲကနေပြီးတော့ check up လုပ်ဖို့နာမည်ခေါ်တာတောင်နှစ်ယောက်လုံးကလွတ်တော့မလို့ပြောတာများလုံးလို့အဲ့မနက်9နာရီလား10ခွဲတာမသိအဲ့လောက်ကနေပြီးတော့နေ့လယ်တနာရီလောက်ထိစောင့်နေရတယ်ဘယ်လိုကုန်လုံးကုန်မှမသိဘူး it was just a fun experience အဲ့လောက်ထိကိုစကားပြောဖြစ်ခဲ့ကြတာပေါ့ she is still one of my best friends to this day တကယ် shout out to she don't think this is just my personal opinion okay don't attack me this is just my personal opinion ထင်ရတာစေးချောင်းတက်တဲ့လူတွေအကုန်လုံးကစာလုပ်တဲ့စာကြပိုးကြီးလိုပဲထင်နေအောင်အားပဲကြည့်မယ်တခြားဘာမှသိပြီးတော့ interest ရှိရလူတွေရှိမယ်လို့မထင်ခဲ့ဘူးပေါ့ I was pretty much wrong Jane ကပြောရင် very shy ဖြစ်တဲ့နေရာမှာပါတယ် school တော့ဆိုဘယ်သူမှမစကားပြောတာမဟုတ်စကားပြောလို့ရှိရင်ပြန်ပြောရတယ်သိမပေါ့ so I didn't have that much friends back then but med school ရောက်လာပြီးတော့မှတော်တော် interest မျိုးစုံနဲ့လူတွေမျိုးစုံနဲ့တွေ့ရ you gotta put yourself out there the right people will find you will find the right people that you vibe with and interview ခေါ်တော့မိခွန်းနေမိရဲ့ဘယ်လိုမိခွန်းနေလဲဆိုတော့ဆရာဝန်ဘာလို့ဖြစ်ချင်တာလဲအဲ့တုန်းကဘာလို့ဖြေခဲ့ရလဲမသိဘူး interview တော့မိခွန်းနေမိရဲ့ပေါ့ဆရာဝန်ဘာလို့ဖြစ်ချင်တာလဲတကယ်လို့ leader position ပေးမယ်ဆိုရင် lead လုပ်နိုင်မှာလားအဲနောက်တစ်ခုကကြတော့စေးကြောင်းဘာဖြစ်လို့ရွေးလိုက်တာလဲတခြားကြောင်းဘာလို့မရွေးရလဲအဲ့လိုမျိုး basic questions တွေပဲအဲ့လိုမျိုး like ခက်ကြီးတော့မဟုတ်ပါဘူး half ass answer မျိုးတော့မပေးနဲ့ပေါ့ကိုသိတာကိုသိသလောက်ကိုရဲ့ experience တွေမှာရှိသလောက်နဲ့ပြန်ပြောပြီးတော့ဖြေတော့ genuine answer မျိုးဆိုရင်တော့သူတို့ကြိုက်ပါတယ်လက်ခံပါတယ်အဲ့လိုမျိုး interview မအောင်လို့ကြားရဲဆိုတာမျိုးနဲ့သိမကြားမိဘူးဆိုတော့လေ be genuine be true to yourself it will all work out I promise you that စနေတန်းအောင်အမှတ်အများကြီးရအောင်လုပ်ပြီးတော့ဆေးချောင်းဝင်ခွင့်ရလို့ form မှာရွေးခံတဲ့တောင်ပါနေပြီးတော့ interview ရောက်မှသိပြီးတော့ကြောက်မနေပါနဲ့ panic ကတော့ဖြစ်မှာပါဆိုတော့ Jane တို့က interview ဆိုတာ seriously မဟုတ်တဲ့အချိန်တောင် panic ဖြစ်ခဲ့တာပဲ chill out take deep breaths before you go in တခြားဖြေပြီးလိုက်တော့အဆင်ပြေသွားမှာတော့သူ so best of luck to you all interview ဆောင်နေနေ be a stranger still like ပြောစကားပြောကြည့်ပေါ့because they're gonna be your classmates one day anyways yeah that's all for today thank you so much for watching let's chat down now I'm gonna go now bye